အားလုံးပဲမင်္ဂလာပါမွေး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ vlog လေးကတော့ဒီ early season ပေါ့နော်ဒီနေ့ရဲ့ snow season မှာပထမဦးဆုံးသွားခဲ့တဲ့ snowboard vlog လေးဖြစ်ပါတယ်မွန်တို့သွားခဲ့တာကတော့ဒီ Echigo Yuzawa Eki ကနေတဆင့်သွားရတဲ့ Joe ski job ပဲဖြစ်ပါတယ်ဘူရာကိုရောက်တာနဲ့ဒီ snowboard စီးကြမယ်လူအများကြီးပေါ့နော်ကိုယ့်ရဲ့ကိုစီဘုတ်တွေတည်ပြီးတော့လာနေရကိုတွေ့ရပါတယ်ဒီနေရာကပုံမှန်ဆိုရင်နှင်းနေအများကြီးကြတဲ့နေရာပေါ့နော်မွန်တို့သွားအရန်စောဝါလို့နှင်းရအလောက်မရှိသေးဘူးမနှစ်တုန်းကဆိုဒီဘူရာမှာနှင်းနေမှာခဲနေရပဲဒီလိုနေတောင်မပွင့်ဘူးပေါ့နော်နှင်းနေလည်းအရန်ကြပြီးအရန်အေးတဲ့နေရာပေါ့နော်အဲကနေတိုက်စီနဲ့ဒီစကီးကြောကိုလာခဲ့ပါတယ်အခုဒီစကီးကြောမှာကြီးလိုက်မယ်ဆိုရင်လည်းဒီစကီးကြောရဲ့အကျယ်ကြီးပဲဘီဂင်နာအတွက်လည်းတကယ်ကိုနှင်းနေများမယ်ဆိုစီးလို့ကောင်းမဲ့နေရာပေါ့နော်ဒါပေမဲ့အခုကျတော့နှင်းသိမ့်မရှိတဲ့အတွက်အခုမြင်နေရတဲ့ပုံစံအတိုင်းမှာပဲနှင်းလေးကကွက်ကြားမိုးရွာနေတာပေါ့နော် lift ကလည်း2နာရီခွဲအစောကြီးပိတ်တယ်ဆိုတော့ပြီးတော့ course ကလည်း2ခု3ခုလောက်ပဲဖွင့်နေပေါ့နော်တကယ်တမ်းကကြတော့သူ့မှာ22ခု course 22ခုတောင်ရှိရပေါ့နော်ဒီဟာတွေအခုမွန်တို့တက်နေတဲ့နေရာဒီနေရာအကုန်လုံးကတကယ်2လပိုင်းလောက်ရောက်ရင်နှင်းနေအကုန်ဖုံးသွားပြီးတော့ပိုလှမှာပေါ့နော်ဒါအခုမွန်တို့စီးလို့ရတဲ့နေရာဒီတောင်ထိပ်ပေါ့နော်တောင်ထိပ်မှာတော့နှင်းကမဆိုးပါဘူးနည်းနည်းတော့ရှိပါတယ်မွန်တို့လည်းဒီတောင်ထိပ်ရောက်တာနဲ့တစ်ခေါက်နှစ်ခေါက်စီးပြီးတော့ဒီမှာထမင်းစားရတယ်ပေါ့နော်မင်းစားတော့လေဈေးကတော့စကီးကြောတွေထုံစံတိုင်းဈေးရမ်းကြီးပါတယ်ရှင်တပွဲကို1500-2000ရှိပါတယ်ပြီးတော့မွန်းတို့ဆက်စီးကြတယ်တောင်ထိပ်ပေါ်ဒီနောက်တစ်ဆင့်ထပ်တက်ရင်လည်းထပ်ပြီးတော့နှင်းနေရများလာတယ်ပေါ့နော်ဒါပေမဲ့ဒီလိုပဲlift နေရာတွေမှာတော့ကွက်ကြားမိုးရွာနေပေါ့နော်တကယ်လို့ဒီစကီးကြောကိုလာခြင်းနေဆိုရင်တော့2လပိုင်းလောက်ကိုပို့ပြီးတော့recommend ပေးပါတယ်ဒီမှာစီးလို့ကတော့ရတယ်ဒါပေမဲ့ course ကတစ်ခုနှစ်ခုပဲရှိတော့ပြင်းမှုတော့ကောင်းတယ်ပေါ့နော်ဒီနေ့ဒီစကီးကြောမှာလာစီးရဘယ်လိုခံစားရလဲဒီမောင်လေးကတော့ဖွင့်ပွဲမဟုတ်ဘူးပေါ့နော်အမားတို့ကတော့ဖွင့်ပွဲဘယ်လိုခံစားရလဲဘယ်လိုခံစားရလဲဆိုတော့ကွင်းကနှင်းနေတာပြည့်နေကြရင်တော်တော်ကြီးကိုဖိုက်တယ်ဟို beginner တွေရော level တိုင်းအတွက်ကိုလေ့ကျင့်လို့ရတဲ့ကွင်းတစ်ခုလို့မြင်တယ်နှင်းနေများခဲ့ရင်ပေါ့နော်ဒါပေမဲ့တော်တော်ကြိုက်တယ်နေလေးနဲ့တာတယ်ဆိုတော်လေးတော့ပျော်ခဲ့ပါတယ်။ညာလည်းမအေးဘူးနော်။နင်းစိုးပြီးရတော့တိတ်မကြိုက်ဘူး။ဟုတ်တယ်။နင်းလေးကြာပိတ်တာတော့တော်တော်စောရနော်။ဒီပိုင်းကျရင်တော့ကြာမယ်လို့ထင်တယ်။အခုပိတ်သွားတာဆိုရင်3နာရီလောက်ဆို live ကပိတ်နော်။ main စီစဉ်ရအောင်တော့ကြာမယ်ထင်တယ်။စင်တီပါ။ဒါဆိုရင်ဟိုမှာတနာရီမှတစည်းလာတဲ့ရထားလေးကိုသွားဆောင်ကြ။ဟိုမှာမြင်နေရအဲ့ဒါယထာဘူတာလေးဖြစ်ပါတယ်ပြီးတော့မရှိတဲ့နှင်းတွေကိုတန်ရှင်းလုပ်ပြီးတော့ပြန်มาပြီဘိုင်ဘိုင်အားလုံးဆုံးသိကြည့်ပြီးလို့ကျေးဇူးပါ